အချစ်အတွက်နဲ့ဟာဘတ်တက္ကသိုလ်အထီးလိုက်တက်ခဲ့ပေမဲ့အများကတော့ရုပ်ရည်ပဲရှိပြီးအုံနောက်မရှိဘူးလို့အထင်ခံရတဲ့မိန်းကလေးတစ်ယောက်နောက်ဆုံးမှာတော့မိန်းကလေးတစ်ယောက်ရဲ့တန်မိုးဟာယောက်ျားလေးတစ်ယောက်အပေါ်မှာမူတည်နေတာမဟုတ်ပဲကိုယုံကြည်မှုရှိရင်ဘလို့အသားစီးမျိုးကိုမဆိုကြော်ဖြတ်နိုင်နေဆိုတဲ့ဇက်ကအကြောင်းကိုပြရပေးသားမှာဖြစ်ပါတယ်သူမရဲ့ချစ်သူနဲ့မကြခင်စိတ်ဆက်ရတော့မှဖြစ်တဲ့အတွက်တငယ်ချင်းများနဲ့အတူပျော်ရွှင်နေတာကတော့အလားအပကြိုက်လွန်းတဲ့အဲလီဝူပဲဖြစ်ပါတယ်အလားအပနဲ့ fashion အကြောင်းကောင်းတိတဲ့သူမကိုကျင်းထဲဖို့ကြိုးစားနေတဲ့အယောင်ဝန်တန်းကိုပညာပြန်ပေးနေခဲ့ပြီးတော့သူမကမကြခင်တက်ရမြောက် Miss Warner Huntington ဖြစ်လာတော့မှဆိုတဲ့အကြောင်းကိုလည်းတငယ်ချင်းဖြစ်သူများကိုပြောပြနေခဲ့ပါတယ်ထိုနေ့ညမှာပဲသူမရဲ့ချစ်သူ Warner နဲ့အတူညစာစားနေရင် Warner ကဒီညသူတို့အနာဂတ်အကြောင်းဆွေးနွေးဖို့ခေါ်လိုက်တာဖြစ်ကြောင်းနဲ့ဟာဘတ်ဥပဒေကျောင်းကကဘာပေါ်ကတာမန်ကျောင်းတွေနဲ့လုံးဝမတူပဲထိုကျောင်းကိုသူတကယ်တက်ချင်နေပြီးတော့အသက်30လောက်မှလွတ်တော်အမတ်ဖြစ်ချင်တာဖြစ်တဲ့အတွက်သူမနဲ့အချိန်ဖြုံးနေတာကိုရက်ပြီးလမ်းခွဲဖို့ပြောဆိုနေခဲ့ပါတယ်သူမကိုလက်ထပ်ခွင့်တောင်းမယ်လို့ထင်ထားခဲ့ပေမဲ့သူမရဲ့ချစ်သူစီကကြားလိုက်ရတဲ့စကားကြောင့်အံ့ဩဝမ်းနည်းကငိုကြွေးနေခဲ့ပါတယ်နောက်တဲ့နေ့အလှပြင်ဆိုင်မှာမဂ္ဂဇင်းဖတ်နေတော့ထိုအထဲမှာသူမချစ်သူဝေါ်နာရဲ့အကူကပထမနှစ်ဥပဒေကျောင်းသူနဲ့စိစက်လိုက်ကျောင်းကိုတွေးရှိခဲ့တဲ့အတွက်သူမချစ်သူလက်ထက်ချင်တဲ့မိန်းကလေးကဥပဒေကျောင်းသူမိန်းကလေးပဲဆိုတာသိရှိသွားခဲ့ပါတယ်သူမရဲ့မိဘတွေကိုဟာဘတ်ဥပဒေကျောင်းတက်ဖို့ပြောနေပေမဲ့ဥပဒေကျောင်းကလူတွေအတွက်ညီငွေ့စရာကောင်းပြီးရုပ်ဆိုးတဲ့နေရာဖြစ်ကြောင်းနဲ့ပြင်းထန်ထန်စူးစမ်းရတာဖြစ်တဲ့အတွက်တမီးနဲ့မလိုက်ဖက်ဘူးလို့ဒါပြန်ပြောနေခဲ့ပေမဲ့သူမကတော့လက်မလျှော့ပဲကြောင်ပြောင်းဖို့လုပ်နေခဲ့ပါတယ်ဟာဘတ်ဥပဒေကျောင်းတက်ဖို့ကျောင်းဝင်ခွင့်ဆောင်မှုပွဲအမတ်က185မှတ်ရရှိရမှာဖြစ်ပြီးတော့ကျောင်းကော်မတီအဖွဲ့အစည်းကိုလည်းဗီဒီယို essay ဖြည့်ဆို့ရမှာပဲဖြစ်ပါတယ်။သူမရဲ့စူးစမ်းမှုကြောင့်ဝင်ခွင့်ဆောင်မှုပွဲအတွက်အမတ်189မှတ်နဲ့အောင်မြင်သွားခဲ့ပြီးတော့ essay ဗီဒီယိုကိုတော့သူမရဲ့ခက်ဟော့ဟော့ဒီဇိုင်းနဲ့ရေကူးခံကနေသူကအံ့ဩစရာကောင်းတဲ့ရှိနေတယောက်ဖြစ်လာမှာပါ။သူမကအရာရာကိုဥဆောင်နိုင်ပြီးသူမဘဝရဲ့နေ့တိုင်းကဥပဒေစကားလုံးတွေနဲ့တတရရဖြတ်တန်းနေတယ်ဆိုတဲ့အကြောင်းနဲ့သူမကိုဘာကြောင့်မဲဖြစ်ဖြစ်ရွေးချယ်တင်ကြောင်းပြောနေခဲ့ပါတယ်။ကျောင်းကော်မတီလူကြီးတွေကိုယ်တိုင်သူမရဲ့ဗီဒီယိုကြောင့်အံ့ဩနေခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ဝင်ခွင့်ပေးခဲ့ပါတယ်။ပန်းရဝမ်းဆက်နဲ့သူမရဲ့ခက်ဟော့ဟော့ဒီဇိုင်းကြောင့်အထူးအဆန်းအဖြစ်တစ်ကြောင်လုံးကထွက်ကြည့်နေခဲ့ကြပါတယ်။နောက်တစ်နေ့ဥပဒေကျောင်းရဲ့ပထမဆုံးအတန်းကိုတက်ဖို့သူမကိုယ်တိုင်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ထိုနေ့မှာပဲသူမရဲ့ချစ်သူကိုပြန်တွေ့ခဲ့ပေမဲ့ဗီဗီယန်ဆိုတဲ့ဥပဒေကျောင်းသူနဲ့စိတ်ဆက်လိုက်ပြီးဖြစ်ကြောင်းကိုသိလိုက်ရတဲ့အခါသူမအတွက်မျှော်လင့်ချက်မဲ့သွားခဲ့ရပါတယ်။သူမရဲ့မိတ်ဆွေအလှပြင်ဆိုင်မှာတော့သူမဥပဒေကျောင်းတက်ဖို့ခက်ခဲစူးစမ်းခဲ့တာကသူမချစ်သူဝေါ်နာကိုပြန်လို့ချင်လို့ဖြစ်ပေမဲ့အခုတော့အခြားတစ်ယောက်နဲ့စိတ်ဆက်လိုက်ပြီးဖြစ်တဲ့အတွက်အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းကိုရင်ဖွင့်နေခဲ့ပါတယ်။သူမရဲ့မိတ်ဆွေကလည်းသူမချစ်သူကိုတကယ်ချစ်ရင်ထိုမိန်းကလေးစီကပြန်လူလို့တာအားပေးနေခဲ့ပါတယ်။နောက်တစ်နေ့ကျောင်းမှာပါတီလုပ်မှဖြစ်တဲ့အတွက်ဗီဗီယန်ကအခြားသူများကိုလိုက်ဖိတ်နေပြီးတော့သူမကိုလည်းပြဆက်ဝတ်စုံဝတ်ပြီးလာနိုင်ကြောင်းနဲ့ပါတီမှာတွေ့မယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ပါတီကရိုးပါတီတာဖြစ်နေပြီးတော့သူမရဲ့ဝတ်စုံကြောင့်အလုံးကအံ့ဩနေပြီးမဲ့သူမကတော့အေးဆေးပါပဲ။ထိုပါတီမှာပဲသူမရဲ့ချစ်သူကသူမကအရန်တော်နေတာလည်းမဟုတ်ပဲခုလိုသူနောက်လိုက်နေတာထက်သူမအတွက်တမိုးရှိတာကိုပို့ပြီးလှုပ်တင်ကြောင်းပြောနေခဲ့ပါတယ်။သူမကလည်းကျောင်းဝင်ခွင့်ကိုသူမကိုယ်တိုင်စူးစမ်းဖြေဆိုခဲ့တာကြောင့်အခုလိုအတန်းတူတက်နေရတာဖြစ်ကြောင်းနဲ့သူမကိုဘလို့အကြောင်းထဲမှာပြန်ပြီးသဘောကျမှာမဟုတ်ဘူးဆိုတာကိုလည်းသိလာခဲ့တဲ့အတွက်သူမဘလောက်တမိုးရှိကြောင်းကိုတက်တည်ပြမယ်ဆိုပြီးထိုနေရာကထွက်လာခဲ့ပါတယ်။ထိုနောက်ပိုင်းမှာတော့ဥပဒေအကြောင်းအရာစာအုပ်အများအပြားကိုလေ့ကျင့်ခန်းလုပ်ရင်အလှပြင်ရင်စားတဲ့အချိန်တိုင်းလေ့လာနေခဲ့ပြီးတော့စာသင်ခန်းထဲမှာလည်းဆရာဆရာမများရဲ့အလေးပေးခြင်းကိုရရှိလာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူမတို့ရဲ့ဆရာဖြစ်သူရှေ့နေကယ်ဟန်ကလူတက်မှုကြီးတစ်ခုအတွက်သူ့ကိုကူညီဖို့သူမရဲ့ဝေါ်နာရဲ့ဗီဗီဟန်၃ယောက်တို့ကိုအမှုအတွက်လေ့လာဖို့ခေါ်ဆိုခဲ့ပါတယ်။ဘရုတ်တေလာဆိုတဲ့မိန်းကလေးကသူမရဲ့အသက်ကြီးယောက်ျားဖြစ်သူကိုတနက်နဲ့ပြစ်တက်လိုက်တယ်ဆိုတဲ့အမှုနဲ့တရားစွဲဆိုခံထားရတာပဲဖြစ်ပါတယ်။ဘရုတ်တေလာကိုသူမသိတဲ့အကြောင်းနဲ့သူမအရင်ကတက်ခဲ့တဲ့အကြောင်းမှာတက်ခဲ့တာဖြစ်ပြီးတော့သူမထက်၄နှစ်စောပြီးဘွဲရခဲ့တဲ့သူဖြစ်ကြောင်းအာကစားကိုလည်းလေ့လာလိုက်စားတဲ့သူဖြစ်တဲ့အတွက်သူမတက်တာမဖြစ်နိုင်ကြောင်းကိုပြောပြနေခဲ့ပါတယ်။တို့ပေမဲ့ထိုအခင်းဖြစ်ပွားရနေရာမှာသူမကိုတွေးများစွာနဲ့26နှစ်အရွယ်သမီးနဲ့ခြံစောင်းဖြစ်သူကတွေးလိုက်တဲ့အတွက်သူမထောင်ကျနေပြီးအမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။နောက်တစ်နေ့ဘရုတ်တေလာနဲ့တွေ့ခဲ့ကြပြီးတော့သူမယောက်ျားကိုမတက်ခဲ့ကြောင်းနဲ့ကျမ်းပြင်ပေါ်လဲနေတဲ့သူမယောက်ျားရဲ့နှလုံးခုန်တန်းကိုနားထောင်နေတဲ့အချိန်သူမကိုတွေးသွားကြောင်းကိုပြောပြနေပေမဲ့သူမရဲ့ချစ်နေကိုယ်တိုင်ကသူမပြောတာကိုမယုံကြည်ဖြစ်နေတဲ့အတွက်စိတ်ပြက်နေခဲ့ပါတယ်။အားလုံးပြည့်တဲ့အချိန်မှသူမကတေလာရဲ့ပြိတ္တဖြစ်ကြောင်း
နဲ့အရင်ကတူမတက်ခဲ့တဲ့အတန်းမှာနေခဲ့ဘူးကြောင်းနဲ့အခုတော့တူမရဲ့ရှိနေထဲကတယောက်ဖြစ်ကြောင်းကိုလည်းပြောပြနေတဲ့အတွက်တီလာကနောက်ဆုံးတော့တူမရှိနေထဲမှာအုံနောက်ပါတဲ့လူတယောက်ပါလာတဲ့အတွက်ဖယားကိုကျေးဇူးတင်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့တူမတယောက်ထဲတီလာကိုတွေ့ခဲ့ပြီးတော့တူမအတွက်လိုအပ်မဲ့ပစ္စည်းတွေနဲ့တူမယောက်ျားကိုမတက်ခဲ့ဘူးဆိုတဲ့တက်သေးလိုအပ်ကြောင်းထိုနေ့ကဖြစ်ခဲ့တာတွေကိုတူမကိုပြောပြဖို့ပြောနေခဲ့ပါတယ်။တီလာကလည်းတူမဝိတ်တွေခဏခဏချနိုင်တာကအမှန်တကယ်တော့ထိုနေ့ကတူမအစီထုတ်ဆက်နဲ့အစီထုတ်နေတာဖြစ်ကြောင်းနဲ့တူမအတွက်ထိုအရာကချက်ဖို့ကောင်းပြီးတူမဘွားကိုဖျက်ဆီးနိုင်ကြောင်းတူမယောက်ျားကိုလည်းဆုံးရှုံးခဲ့ရပြီးအခုတူမပြိတ္တတွေကိုထပ်အဆုံးရှုံးမခံချင်ကြောင်းနဲ့တူမဂုံတိတ်ခါကြတာထက်ဆိုင်ရင်တူမထောင်ထဲပဲသွားလိုက်မှဖြစ်ကြောင်းပြောနေတဲ့တီလာကိုတူမစီထိုလူဝက်ချက်ကလုံခြုံမှာဖြစ်ကြောင်းနဲ့တူမဘာလို့ရမလဲဆိုတာသိပြီဆိုတဲ့အကြောင်းကိုလည်းပြန်ပြောနေခဲ့ပါတယ်တရားရုံးပထမနေ့မှာတော့သမီးဖြစ်သူကတရားခံတီလာကတူမအဖေရဲ့အလောင်းဘေးမှာရှိကြောင်းထွက်ဆိုနေခဲ့ပြီးတော့ချန်ဆောင်ကလည်းတီလာနဲ့သူ့ကြားမှာလင်ကိစ္စရှိကြောင်းသူတို့ကရှစ်သူတွေဖြစ်ကြောင်းပြန်ဖြေနေခဲ့ပါတယ်။တရားရုံးဒုတိယနေ့မှာတော့သူနောက်ကနေကြော်ပြီးရေတောက်နေတဲ့ချန်ဆောင်ကိုတူမဖက်နဲ့အတန်ပေးနေတာကိုနောက်ဆုံးထွက်ထားတဲ့ပရာဒါရှူလောင်းနဲ့တူကိုအတန်လာမပေးနဲ့လို့ပြောလာတဲ့အတွက်ဂေးတယောက်ဖြစ်နေမှန်းသိလိုက်ရပါတယ်။တူမရဲ့ဆရာဖြစ်သူကိုပုံမှန်ယောက်ျားလေးတယောက်ကတူမစီးလာတဲ့ဖက်ကိုအနက်ရောင်လို့တာတိမှဖြစ်ပြီးတော့အချောက်တွေကတော့ဒီဒီဇိုင်းမှာတိကြောင်ပြပြနေခဲ့ပြီးတော့တူမကြောင့်မှချန်ဆောင်ကမဟုတ်မှန်ထွက်ဆိုနေကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့တူမကိုရှိတော့တင်ဖို့ကြိုးစားနေတဲ့ဆရာဖြစ်သူကြောင့်တူမဟာသနာဆရာကောင်းတဲ့ဥပဒေကြောင့်သူမဟုတ်ကြောင်းပြောပြီးထိုနေရာကထွက်လာခဲ့ပါတယ်။နောက်နေ့မှာတော့တူမရဲ့အထောက်အပိုးတွေနဲ့အတူတူမရဲ့အလှပြင်ဆိုင်ကမိတ်ဆွေကိုနှုတ်ဆက်နေခဲ့ပါတယ်။တူမကိုလူတွေအကုန်လုံးကရွှေရောင်စပင်နဲ့ရင်သားကြီးတဲ့ကောင်မလေးအဖြစ်မြင်နေကြပြီးတော့ဝေါ်နာနဲ့ဥပဒေကြောင်းကလူတွေအကုန်လုံးကတူမကိုစိတ်ရင်းနဲ့ဆက်ဆံကြကြောင်းတူမကိုရှိနေတယောက်လိုမမြင်မဲအတုံးမကျတဲ့ငနှုံငအားတယောက်အဖြစ်မြင်နေတဲ့အစုပ်အပြက်ဥပဒေကြောင်းကထွက်တော်မယ့်အကြောင်းကိုပြောပြနေခဲ့ပါတယ်။ထိုအချိန်အလှပြင်နေတဲ့တူမရဲ့ဥပဒေကြောင်းကဆရာမဖြစ်သူကစိတ်အနှောက်အယှက်တစ်ခုလောက်နဲ့သူ့ဘဝကိုဖျက်ဆီးပြီးထွက်သွားမယ်ဆိုရင်သူအထင်ကြီးခဲ့တဲ့ကောင်မလေးမဟုတ်တော့ကြောင်းကိုပြောနေခဲ့ပါတယ်။နောက်တစ်နေ့တရားရုံးမှာတော့တီလာကတူမရဲ့ရှိနေခဲ့လာကိုအလုတ်ထုတ်လိုက်ပြီးဖြစ်ကြောင်းနဲ့တူမရဲ့ရှိနေအဖြစ်အလားပါကြိုက်တဲ့အဲလီဝုတ်ကိုတူမရဲ့ရှိနေအဖြစ်ပြောင်းလဲခတ်အပ်လိုက်ကြောင်းပြောနေခဲ့ပါတယ်။တူမရဲ့ပထမဆုံးအမှုအတွက်အနှဲငယ်ကြောင်ရွံ့နေပေမဲ့ညင်ကျင်သက်တည်ဖြစ်တဲ့သမီးဖြစ်သူကိုစစ်မေးခဲ့ပြီးတော့အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အမှန်တကယ်တော့ထိုနေ့ကတူမရဲ့မိတွေဝင်လာတဲ့အထင်နဲ့ပြစ်တက်လိုက်ပေမဲ့တူမရဲ့အဖေကိုပြစ်တက်မိလိုက်တာပဲဖြစ်ပါတယ်။အဖေကိုသမီးဖြစ်သူကိုရန်ပြစ်တက်လိုက်တာဖြစ်တဲ့အတွက်တရားသူကြီးမှပရိုတေလာကိုလွတ်ပေးခဲ့ပြီးတော့တရားခံအစ်စ်ကိုထောင်ချခဲ့တဲ့အတွက်တူမရဲ့ပထမဆုံးအမှုကိုအနိုင်ရရှိခဲ့ပါတယ်။ထိုအချိန်ဝေါ်နာကသူအမားလုံးမိသွားတာဖြစ်ကြောင်းနဲ့သူလိုချင်တဲ့မိန်းကလေးကတူမတာဖြစ်ကြောင်းပြောဆိုနေခဲ့ပါတယ်။တူမအနေနဲ့လည်းဒီလိုစကားကြားရဖို့အချိန်တွေအကြာကြီးတောက်နေရတာဖြစ်ကြောင်းဒါပေမဲ့တူမအသက်30ကြာရင်ဥပဒေလုပ်ငန်းကြီးတွေတွဲလို့ရမှာဖြစ်တဲ့အတွက်တူမအတွက်အုံနောက်ပါတဲ့ချစ်သူမျိုးတာလိုအပ်ကြောင်းပြန်ပြောနေခဲ့ပြီးတော့ထွက်သွားခဲ့ပါတယ်။နှစ်ကြာပြီးတဲ့အချိန်မှာတော့တူမဟာဂုံတူးဆောင်ကြောင်းသားအဖြစ်ဥပဒေဘွဲ့ကိုရက်ရှိခဲ့ပါတယ်။ရှင်းရသူရဲ့အတိမတ်ပြုမှုကိုရဖို့ကြိုးစားရမယ့်ဘဝကနေကိုချီတော့ပေါ်ကိုရက်တီးပြီးကိုရဲ့အရေးအရှင်းတွေကိုတလောကလုံးသိအောင်သက်တည်ပြနိုင်တဲ့ဒီဇက်လန်ခါနေကျမတို့အတွက်ရရှိခဲ့တဲ့အကြီးမားဆုံးသင်ခန်းစာကတော့ကိုရဲ့တန်မိုးကိုအခြားသူတွေရဲ့အမြင်မှာလိုက်ရှာမနေပဲကိုရဲ့အတွင်းစိတ်ထဲမှာပဲရှာဖွေရမှာဖြစ်ပြီးတော့ဘသူတွေကဘလို့ပဲအထင်အမြင်သေးနေပါစေမင်းကလေးတစ်ယောက်ဟာကိုယုံကြည်မှုရှိနေတာကြိုးစားမယ်ဆိုရင်ဘယ်အရာကိုမဆိုကြော်ဖြတ်နိုင်ကြောင်းနဲ့ကဘာဘောကမင်းကလေးတိုင်းကိုအိမ်မက်နဲ့ဘဝထပ်တူကြပါစေလို့ဆုတောင်းပေးရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်